ကျမကိုလေ comment တစ်ချောင်းကနေမေးထားတာရှိတယ်ဟဲ့လားမင်းတို့မင်းဘရင်ကြီးအားတဲ့နှမ်းလုံးကြိုင်ကိုတဲ့နန်းတွင်းမှာဘာကြောင့်သုံးတာလဲဘာအတွက်သုံးတာလဲတဲ့ပြောပြပါအောင်ညီမလေးရဲ့ဆိုတဲ့သူတွေအတွက်ပြောပြအောင်မယ်ကျမလည်းဆက်စုထားတယ်။သူကဘာသိကျင်တာလဲငါတော့ဆက်စုသိကျင်လိုက်တာဘာလဲပေါ့ဆိုပြီးတော့ဟိုမေတီမေဟိုရှာတီရှာပြီးတော့ပေါ့နော်ဆက်စုပြီးနေကိုလည်းဘဟုတုဒရအောင်ပေါ့ဆက်စုထားတယ်။ဆက်စုတဲ့အကြောင်းအရာလေးကိုပြောပြမှာနော်။အဲ့တော့မင်းတို့မင်းဘရင်ကြီးကနန်းတွင်းမှာနှမ်းလုံးရိုက်အပင်တွေကိုတနန်းတွင်းလုံးစိုက်တာ။ဘာကြောင့်စိုက်တာ။ all in one တော့နော်။ယောက်ျားတွေအတွက်လည်းကောင်းတယ်တဲ့။ဒီကိုယ်လုံးအတွက်လည်းကောင်းတယ်။ဘယ်လိုကောင်းလဲ။သိဖို့လိုပြီ။နောက်တစ်ခုကနှမ်းလုံးကြိုင်ကိုဘာကြောင့်ခေါ်တာ။နော်။တနန်းတွင်းလုံးကိုတဲ့အဲ့ဒီပန်းပွင့်ကနှမ်းလုံးကြိုင်ရဲ့ပန်းပွင့်ကမွှေးကြိုင်သင်ပြန်ပြီးတနန်းတွင်းလုံးကိုမွှေးနေလို့တဲ့။နှမ်းလုံးကြိုင်လို့ခေါ်တာတဲ့တနန်းတွင်းလုံးကိုကြိုင်လိုက်စီလို့ဆိုပြီးနှမ်းလုံးကြိုင်ကိုခေါ်တာပါတဲ့သူရဲ့နာမည်ပေးလိုက်တာနန်းတွင်းရောက်မှသူလည်းနာမည်ရသွားတယ်အဲ့အပင်ကအရင်တော့နာမည်မရှိဘူးနန်းတွင်းထဲမှာရောက်သွားမှတနန်းတွင်းလုံးကြိုင်သွားလို့ဆိုသူနာမည်ကနှမ်းလုံးကြိုင်လို့ဖြစ်သွားတာတဲ့နော်နောက်တစ်ခုကမင်းတို့မင်းကြီးကအဲ့ဒီနှမ်းလုံးကြိုင်ကိုဘာကြောင့်သုံးတာနှမ်းလုံးကြိုင်ရဲ့အခောက်ကိုအမှုန့်လို့ခွေးလျားစိခွေးလျားသီးရဲ့အစိတ်ကိုလှော်တဲ့နေရာမှာတဲ့ထောပတ်နဲ့လှော်ရမယ်အဲ့ထောပတ်နဲ့လှော်ရတဲ့ခွေးလျားစိကိုအမှုန့်လို့ပြားရည်နဲ့ရောနေအားလုံးကိုရောနေပြားရည်နဲ့ရောနေတဲ့ဒီစက်တုံပြူနဲ့ရောနေတဲ့ရောနေပြီးစားရင်တဲ့ယောက်ျားတွေအားကောင်းတယ်ဆိုပဲဥပမာအားဖြင့်အော်ဒမီဂျီလိုပေါ့ကွယ်အားသေးလေဟုတ်တာအော်ဒမီဒီနောက်ကပါလေမြန်မာသေးဆိုရင်ငယ်တုန်းကလေကြော်ညာတဲ့ဟာလေးပါလေညာဟင်းတာသမ္မာဖွားကြိုင်ဆိုရဲအဲ့ဒီကူတာရလေနနာလိုင်းနဲ့ကြော်ညာတာလေဒီအောင်နဲ့နနာလိုင်းနဲ့ကြော်ညာတဲ့အားသေးတွေကအဲ့လိုအားသေးမျိုးတဲ့တောက်မင်းလုံးပေးရမီဒီယာတွေနဲ့အများကြီးနဲ့နေနိုင်နေတဲ့ဆိုပြီးရှိတယ်သူကအဲ့နှမ်းလုံးကြိုင်ရပြီယောက်ျားတွေအတွက်တင်ကောင်းတာမဟုတ်ဘူးတဲ့မိန်းကလေးတွေအတွက်လည်းကောင်းတယ်ဘာလို့အလက်ကျိတ်တွေဖြစ်တဲ့ခါကျရင်နှမ်းလုံးကြိုင်ရဲ့အရွက်ကိုပြုတ်ပြီးတော့ရေချိုးရင်အလက်ကျိတ်ပြောက်တယ်နော်အလက်ကျိတ်ဆိုတာပါလေအင်ပြင်ကိုပြောတာအင်ပြင်တွေပြောက်တယ်နော်ရားနာတွေပြောက်နောက်တစ်ခုရှိသေးတာကနှမ်းလုံးကြိုင်ရဲ့အမွှေးရနဲ့အပင်ရဲ့အမွှေးရနဲ့ကိုအိယာဘဲမှာထားအိမ်မပျော်တဲ့သူတွေတဲ့အိမ်ပျော်စေတယ်ဆိုပဲနောက်ခုရှိတယ်သွားနာတို့သွားကြိုက်တို့ဆိုရင်လည်းနှမ်းလုံးကြိုင်အရွက်ကိုပြုတ်ပြီးတော့သုံးခွက်တစ်ခွက်တင်ပြုတ်တယ်သုံးပုံကြီးသုံးခွက်ရေသုံးခွက်ထည့်ပြီးတော့တစ်ခွက်ကြအောင်နာပြုတ်ရမှာကိုပြောတာနော်နာပြုတ်တဲ့အရှိကိုပလုတ်ချင်းပေးရင်းနဲ့သွားနာတာတွေသွားကြိုက်တာတွေပျောက်တယ်တဲ့ငါတို့ဆေးလေးတွေကြော်ညာနေရပြီနော်နောက်တစ်ခုကနှမ်းလုံးကြိုင်ဒီအခါကိုကြောက်ပြင်မှာစံစေးရည်နဲ့သွေးပြီးတောက်ရင်းနဲ့ယောက်ျားတွေအားကောင်းတယ်ဆိုပဲဟိုဟာတွေအားကောင်းတယ်ဆိုပဲဒါတော့တောက်ကြည့်ပေါ့ကွယ်ဒါတော့ကိုယ်ပိုင်မဟုတ်ဘူးနော်တောက်ကြည့်ကွာကိုလာကိုဖြစ်ကိုခံနော်နောက်ရှိသေးတယ်အဲ့ဒီနှမ်းလုံးကြိုင်ဒီအခါကိုတနခါနဲ့သွေးပြီးတော့သူတို့ရဲ့အဓိကနေရာယောက်ျားတွေရဲ့အဓိကနေရာကိုတဲ့လေအဲ့ကြီးလေးကြာလာမယ်ပေါ့ကွယ်အဲ့လိုရှိတယ်နော်အဲ့တော့လုံးကြည့်ဖို့ဘောတော့ယုံကြည်မရှိဘူးဒီလောက်21ရာစုရောက်နေပြီဟို19ရာစုခက်ကဒီစိန်ကြီးစိန်ဟန်ကအခုခေတ်မှာသုံးလို့တော့အစိန်ပြေခြင်းမှလည်းပြင်မှာပေါ့နော်တော့ခင်မီနေတာခင်မီတဲ့ပစ္စည်းတွေပဲသုံးပေါ့နော်အဲ့တော့အဲ့ဒီခေတ်ကိုသွားခြင်းတဲ့သမားတွေပေါ့ဟို19ရာစုလောက်သွားခြင်းနဲ့ဘိုးတော်ဖေက၄ဘက်လောက်ခေတ်မှာသုံးတဲ့စိန်ကြီးစိန်ကနေသုံးခြင်းနဲ့သုံးဘာဖြစ်လို့လဲဆိုရင်အဲ့ဒီဘိုးတော်ဖယားခေမင်းတုံးမင်းတို့ခေတ်ကလေဒီဈေးပဲအကောင်းဆုံးရှိတာနန်းရင်းဈေးအကောင်းစားပဲရှိတာလေဒီတေးဦးတစ်ဖို့တွေနဲ့ဒါပဲခင်နေတာလေအဲ့ဒီ19ရာစုကနေအခု21ရာစုလောက်ရောက်လာပြီလေအတိတ်မှာစမ်းသက်ခံရနေစမ်းသက်စစ်ဆေးပြီးတော့ဈေးကွက်ထဲကို FDA နဲ့တင်သွင်းလာတဲ့ဈေးတွေသုံးပေါ့ဘယ်ဘိုးတော်ဖယားခေတ်ကဟာဟိုတန်တွေဖြစ်နေတာတော့ကျွန်မလည်းမတန်တာသူကဆက်ဆွတွေတော့ပြောပြီးပြီတောက်လို့ပြဿနာတက်လို့ဂန့်သွားတယ်ရှောသွားတယ်ကြည်စေးရုံစေးပင်ကထပ်ဆောင်ရတယ်ဆိုရင်ကိုပြင်းနဲ့ကိုခန်းနော်တို့ကတော့ကိုယောက်ျားကိုသုံးပါလားဆိုကျွန်မကတခုလက်နော်မကြည့်ဘူးယောက်ျားလည်းမကြည့်ယောက်ျားလည်းမယူထားဘူးအဲ့တော့သုံးစရာပေးစရာမရှိဘူးဒါပေမဲ့ဆက်စုထားတယ်ကိုသုံးမလားဆိုတော့ no မသုံးဘူးနော်ဒါတော့ခင်မိနေတာ AI ခေတ်ရောက်နေပြီကိစ္စကြီးကိုဒါကြီးသုံးစရာလားခင်မိတာပဲသွားမှာပေါ့ရှေ့ကိုပဲသွားမှာပေါ့အေးဟိုဟန်ဖုန်းနေပေါ်နေတဲ့ခေတ်ကြီးမှာကျိုးတဲ့ဘုံကြီးသုံးနေဦးမှာလားဒါတော့သဘောပဲ
သုံးကျင်လဲသုံးပေါ့နော်ခင်မမီတဲ့အခြေအနေကာလမှာအဲ့ဒီခင်မှာတော့အကောင်ဆုံးပဲဒါပေမဲ့ဒီခင်မှာတော့အကောင်ဆုံးမဟုတ်ဘူးနော်အဲ့ဒါကိုပြောပြတာကိုဖြစ်ကိုခံဆက်ဆုနဲ့စုံစမ်းမေးမြန်းထားတယ်ဟုတ်ပြီလား